အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့38ပြားမင်္ဂလာပုံမြင်များတွေကပထမဆုံးမင်္ဂလာတစ်ပါးဖြစ်တဲ့အသေးဝနာစဘာလာနဲ့လူမိုက်ကိုမမီဝဲခြင်းဆိုတဲ့ပုံမြင်ကလေးကိုပြောပြပေးတော့မှာဖြစ်ပါတယ်။ဟိုးရှိတုန်းကပေါ့ဘာယာနဒီဆိုတဲ့တိုင်းပြည်ကြီးမှာအလွန်လှပပြီးခံရတဲ့မဟိလာမုခါဆိုတဲ့စင်ဖြူတော်ကြီးတစ်စီးရှိတဲ့ကွယ်သူဟာတခြားစင်တွေနဲ့မတူဘဲနှလုံးလေးတွေကအယမ်းနူးညံ့ပြီးစိတ်ထားလဲအလွန်ကောင်းတာကြောင့်မင်းကြီးကရောတိုက်သူပြည်သားတွေကရောအယမ်းချစ်ကြတာပေါ့မဟိလာမုခဟာလူတွေကိုတွေ့ရင်နှမောင်းလေးမြောက်ပြီးနှုတ်ဆက်တတ်တယ်ကလေးတွေကျွေးတဲ့ကြံချောင်းလေးတွေကိုလည်းအသားအရာလေးယူပြီးစားတတ်တယ်လေသူဟာတလောကလုံးမှာအရင်ကြီးဆုံးစင်ကြီးပေါ့ဒါပေမဲ့တညမှာတော့ထူးဆန်းတာတစ်ခုစတင်ခဲ့တယ်စင်မင်းကြီးအိတ်တဲ့စင်တင်းကုတ်ရဲ့အနောက်ဘက်မှာနံရံဟောင်းကြီးတစ်ခုရှိတယ်တဲ့အဲ့ဒီနံရံရဲ့တစ်ဖက်မှာတော့လူဆိုးတစုဟာညာတိုင်းလာစုပြီးတိုင်ပင်ကြတဲ့သူတို့ပြောတဲ့စကားတွေကတော့အယံကြမ်းတမ်းတာပေါ့သူ့ကိုရိုက်ပစ်လိုက်ဟိုလူကိုတက်ပစ်လိုက်တွေ့သမျှပစ္စည်းတွေကိုလူယူရမယ်ဘသူကမှမညာနဲ့စတဲ့စကားတွေကိုညာတိုင်းတီတိုနဲ့လာပြောနေကြတာနူးညံ့တဲ့စင်ကြီးကတော့အိမ်ရထဲမှာလေးလျောင်းရင်အဲ့ဒီစကားတွေကိုညာတိုင်းကြားနေရတာပေါ့သူကတရိษံလေးဆိုတော့ဒါဟာမကောင်းတဲ့စကားမှန်သူမသိရှာဘူး။အော်ငါ့ကိုဆရာတွေကပညာတွေလာသင်ပေးနေတာပဲ။ငါဟာစင်မင်းဆိုတော့ဒီလိုပဲကြမ်းကြမ်းတမ်းတမ်းနေရမှလားမသိဘူးလို့ထင်သွားရှာတယ်။အဲ့ဒီလူနဲ့စင်မင်းကြီးဟာတဖြည်းဖြည်းနဲ့ပြောင်းလဲလာပါတော့တယ်။နောက်ရက်တွေမှာတော့မဟိလာမုခဟာအရင်လိုမဟုတ်တော့ပါဘူး။သူ့ကိုအစာလာကျွေးတဲ့စေဦးစီးကိုနှမောင်းနဲ့ရိုက်ပုတ်တယ်။တွေ့သမျှလူတွေကိုလည်းလိုက်တိုက်တယ်။အရင်ကချိုးသားတဲ့မျက်လုံးလေးတွေဟာအခုတော့ဒေါသတကြီးနဲ့ညီမြန်းနေတော့တာပေါ့။နန်းတော်တွေကလူတွေအားလုံးဟာအိုးငါတို့ရဲ့စင်မင်းကြီးယူသွားပြီလားမသိဘူး။အရန်ကြောက်ဖို့ကောင်းလိုက်တာဆိုပြီးဝေးကရှောင်ကြရတော့တယ်။ဒါကိုမင်းကြီးကကြားတဲ့အခါမှာတော့အရန်စိတ်မကောင်းဖြစ်သွားတော့တာပေါ့။ဒါနဲ့ပညာရှိအမတ်ကြီးကိုခေါ်ပြီးအမတ်ကြီးငါရဲ့စင်မင်းကြီးကဘာဖြစ်လို့ဒီလောက်ကြမ်းတမ်းသွားတာလဲ။သွားကြည့်ပေးပါအောင်လို့ခိုင်းလိုက်တဲ့အမတ်ကြီးဟာစင်မင်းကြီးကိုအဝေးကနေတေချာစောင့်ကြည့်တယ်စင်မင်းကြီးရဲ့ကိုယ်မှာဘာတန်ရာမှမရှိဘူးအစာလဲကောင်းကောင်းစားနေတာကိုတွေ့တော့အမတ်ကြီးကစဉ်းစားတယ်အော်သူ့ရဲ့ခန္ဓာကိုယ်မှာယောဂမရှိရင်သူ့ရဲ့စိတ်ထဲမှာတခုခုဖြစ်နေတာပဲဖြစ်ရမယ်လို့ပေါ့အမတ်ကြီးကညဘက်မှာစင်တင်းကုန်းသားကိုချောင်းကြည့်တဲ့အခါမှာတော့ဟိုလူဆိုးတွေရဲ့ကြမ်းတမ်းတဲ့စကားသံတွေကိုကြားလိုက်ရပါတော့တယ်အော်သိပြီစင်မင်းကြီးဟာဒီလူမိုက်တွေရဲ့စကားကိုနားထောင်မိပြီးစိတ်တွေကြမ်းတမ်းကုန်တာပဲလို့အပြေရှာတွေ့သွားတဲ့။ဒါနဲ့အမတ်ကြီးကစင်မင်းကြီးကိုပြန်ပြုတ်ပြင်ဖို့အကြံတစ်ခုရလိုက်တယ်။နောက်ရက်ညဘက်တွေမှာတော့အမတ်ကြီးကလူဆိုးတွေကိုမောင်းထုတ်လိုက်တယ်။ပြီးတော့အပြောဆိုရင်ကျေးပြီးစိတ်ထားကောင်းတဲ့သူတော်ကောင်းတွေကိုစင်တင်းကုန်နာမှာလာစုခိုင်းတယ်။သူတို့ကိုစင်မင်းကြီးကြားအောင်ချိုးတာတဲ့စကားတွေပဲပြောခိုင်းလိုက်တယ်လေ။တရဝါရီအပေါ်မြစ်တာထားရမယ်တီးခံရမယ်တဦးနဲ့တဦးကူညီရမယ်ရင်ကျေးတဲ့သူဟာလူတိုင်းရဲ့ချစ်ချင်းကိုရတတ်တယ်ဆိုတဲ့စကားလုံးလေးတွေကိုညာတိုင်းတေးတန်လေးတွေလို့ပြောပြကြတဲ့စင်မင်းကြီးဟာအဲ့ဒီချိုးသားတဲ့စကားလုံးလေးတွေကိုနားထောင်နေရင်းနဲ့စိတ်ထဲမှာအေးချမ်းလာတယ်။အိုးငါအရင်ကကြားခဲ့တာတွေကမှားနေတာပဲအခုကြားရတဲ့စကားလုံးတွေကမှငါအတွက်အစ်စ်မှန်တွေပါလားလို့သိသွားပြီးသူ့ရဲ့ဒေါသတွေဟာနှင်းတွေအေးပြောသလိုတဖြည်းဖြည်းနဲ့ကြောက်ွယ်သွားပါတော့တယ်။နောက်ဆုံးမှာတော့မဟိလာမုခစင်မင်းကြီးဟာအရင်လိုပဲရင်ကျေးတိမ်မွေ့တဲ့စင်မင်းကြီးပြန်ဖြစ်သွားပါတော့တယ်။အားလုံးကလည်းပြန်ပြီးချစ်သွားကြတာပေါ့။ကဲတမမီလို့ရေဒီပုံမြင်လေးကဘာကိုပြောပြတယ်လဲဆိုရင်အသေးဝနာစပါလာနဲ့လူမိုက်တွေနဲ့မပေါင်းရဘူးမကောင်းတဲ့စကားတွေကိုနားမထောင်ရဘူးပေါ့ငါတို့ဟာကိုပေါင်းတဲ့သူကိုနားထောင်တဲ့စကားတွေအတိုင်းစိတ်ထားလေးတွေပြောင်းလဲသွားတတ်လို့အမြဲတမ်းစိတ်ထားကောင်းတဲ့သူတွေနဲ့ပဲပေါင်းရမယ်။ကောင်းတဲ့စကားတွေကိုပဲနားထောင်ရမယ်နော်။တမမီတို့လည်းစင်မင်းကြီးလိုပဲယဉ်ကျေးတဲ့စိတ်ထားကောင်းတဲ့ကလေးလေးတွေဖြစ်အောင်ကြိုးစားကြမယ်မဟုတ်လား။အခုလိုမြမရွရစကားပုံမြင်လေးတွေနဲ့သမိုင်းနောက်ခံပုံမြင်လေးတွေကိုကြည့်ရှုခန်းစားနိုင်ဖို့ဒီ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။